မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ပြပိချချက်နဲ့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဖတ်ပြပေးမှာကတော့ဆရာပန်ပေါ်သိမ့်ပြီးရေးသားထားတဲ့ I love you စကားလေးကိုအခွင့်အာဏာတိုင်းပြောပေးပါဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကိုလူပေါင်းများစွာကခုလိုပြောခဲ့ကြတဲ့သူတို့ရဲ့မိဘသို့မဟုတ်ခင်ပွန်းဇနီးတွေဟာသူတို့ကိုဘယ်တော့မှ I love you စကားကိုမပြောခဲ့ကြဘူးဒါမှမဟုတ်အဲ့ဒီစကားကိုတစ်ခါတလေမှပဲပြောတတ်ကြပါတယ်တဲ့နောက်ပြီးကျွန်တော်သတိထားမိတာတစ်ခုရှိတဲ့မိဘသို့မဟုတ်ခင်ပွန်းဇနီးသို့မဟုတ်တစုံတစ်ယောက်ဟာ I love you စကားအမြဲပြောတာကြောင့်စိတ်ညစ်ရပါတယ်လို့ညည်းညူတဲ့သူကိုကျွန်တော်တစ်ခါမှမတွေးဘူးချင်းပါ I love you ဆိုတဲ့စကားလေးဟာတူတူလေးမှုပြောဖို့အင်မတန်လွယ်ကူပါတယ်။ဒါပေမဲ့လူတော်တော်များများဟာဒီလောက်လွယ်ကူတဲ့စကားလေးကိုဘာကြောင့်မပြောကြတာလဲ။အကြောင်းမျိုးမျိုးရှိပါလိမ့်မယ်။အဲ့ဒီစကားကိုပြောဖို့မလိုအပ်ဘူးထင်လို့ပြောကိုမပြောချင်လို့ပြောလေတစ်ဖက်သားကယုံမှမဟုတ်လို့စတဲ့အကြောင်းရင်းတွေပါ။ဒါမှမဟုတ်သူတို့ကိုယ်တိုင်ကခေါင်းမလို့သို့မဟုတ်ပြောရမှရှက်လို့လည်းဖြစ်နိုင်တယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပါ I love you ဆိုတဲ့စကားလေးကိုမပြောခြင်းဟာမကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ဒီစကားလေးပြောပေးခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုလက်လွတ်ဆုံးရှုံးနေရမှာဆိုလိုပါ။သင်ဘဝမှာ I love you စကားကိုမကြာခဏကြားနေခဲ့တယ်သို့မဟုတ်တခါမှမကြားဘူးပါဘူးဆိုတာကအဓိကမကြားဘူးအဓိကကြားတာကအဲ့ဒီစကားပြောခြင်းဖြင့်ဘလို့အကျိုးကျေးဇူးတွေရတယ်ဆိုတာကိုသိထားဖို့ပါအဲ့ဒီစကားလေးကိုပြောပေးခြင်းဟာအပြောခံရသူတွေကိုကျေနပ်စေတယ်ကြည်နူးစေတယ်စိတ်ချမ်းမြေ့စေတယ်နောက်ပြီးအပြောခံရသူတွေဟာအထီးကျမဟုတ်ဘဲသူတို့ကိုချစ်နေသူဂယုစိုက်သူရှိပါလားဆိုတဲ့အသည့်ကြောင့်ပျော်ရွှင်ကျေနပ်သွားကြတယ်ဒီတော့သူတို့ဟာစိတ်သက်ခွန်အားတက်လာကြတယ်သူတို့ကိုသူတို့တန်ဖိုးထားတက်လာကြတယ်အဲ့ဒါတွေကိုမြင်တွေ့ရတဲ့ I love you စကားပြောသူမှလည်းဝမ်းသာကြည်နူးရတယ်ဒီတော့ဒီစကားလေးကိုပြောလိုက်တဲ့သူနဲ့အပြောခံရသူနှစ်ဦးစလုံးကျေနပ်နှစ်သိမ့်မှုတွေကိုရှားသွားကြတယ်ကျွန်တော်တို့မိသားစုဟာအမှားတွေအများကြီးလုပ်ခဲ့ကြတယ်တယောက်နဲ့တယောက်အချီအခြားစကားများတာငင်းခုန်တာရံဖြစ်တာအခေါ်ပြောမလုပ်တာစားတာမျိုးတွေပါဒါပေမဲ့ကျွန်တော်တို့အားလုံးမှာမှန်အောင်လုပ်တာတခုတော့ရှိတယ်အဲ့ဒါကတဦးနဲ့တဦး I love you စကားလေးကိုရင်ထဲကနေလှက်လိုက်လဲလဲပြောပြကြခြင်းပါတကယ်တော့ဒီစကားလေးကိုပြောရတာလွယ်ကူပါတယ်ပြောလိုက်လို့လည်းဒုက္ခရောက်သွားတယ်ဆိုတာမရှိပါဘူးပြောဖို့ဝင်ငွေတပြားတစ်ချက်မှလည်းပေးစရာမလိုဘူးဒါပေမဲ့ I love you ဟာကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးစကားတစ်ခွန်းဖြစ်တယ်ကျွန်တော်ဘာကြောင့်အဲ့ဒီလိုပြောရတယ်ဆိုတာကိုရှင်းပြပါမယ်ကျွန်တော်ဆယ်မြဲစာယုံကြည်နေတာတစ်ခုရှိတယ်အဲ့ဒါကတစုံတစ်ယောက်ကသူလိုချင်နေတဲ့စိတ်ခံစားမှုနဲ့ပတ်သက်တဲ့အရာကိုရလာရင်အဲ့ဒီခံစားမှုကိုတခြားသူတွေကိုလည်းပြန်ပေးခြင်းတဲ့စံတာဖြစ်ပေါ်လာတယ်လို့ပါဥပမာပျော်ရွှင်နေသူတယောက်ဟာသူများတွေကိုလည်းပျော်ရွှင်စေခြင်းတဲ့ဒီလိုပါပဲ I love you စကားအပြောခံရသူဟာတခြားသူတွေကိုလည်း I love you စကားကိုပြန်ပြောခြင်းစိတ်ပေါ်လာတယ်ပေါ်လာတော့လည်းပြောမိမှာပါဒီလိုနဲ့လူတွေချင်းချင်း I love you စကားလေးပြောကြရင်မေတ္တာစိတ်ထားကြမယ်ဆိုရင်ကျွန်တော်တို့နေထိုင်ရကဘာကြီးဟာပျော်ရွှင်စရာကောင်းပြီးငြိမ်းချမ်းတဲ့နေရာကြီးဖြစ်လာပါမယ်။ဒါကြောင့်တင်တစုံတစ်ယောက်ကို I love you စကားပြောခြင်းဟာကဘာကြီးငြိမ်းချမ်းသာရအောင်တွယ်ဝိုက်ပြီးကူညီပေးတယ်လို့မှတ်ယူစေချင်ပါတယ်။ဒါပေမဲ့တခုတော့တတိထားပေးစီခြင်းတဲ့ I love you စကားပြောခံရသူတိုင်းဟာချစ်ချင်းမေတ္တာကိုခံစားရမယ်ဒီစကားကိုအတိအမှတ်ပြုမယ်လို့တော့အာမမခံနိုင်ပါဘူးတယူတန်ကောင်းမှသူတွေကျင်နာတဲ့နှလုံးသားကင်းမဲ့သူတွေကတော့ဒီစကားကိုလက်ခံကျင့်ကြမှာမဟုတ်ဘူးဒီလိုဖြစ်လေစိတ်ဓာတ်မကြပဲ I love you စကားလေးကိုဆက်ပြောပေးပါအကျိန်များများပြောပေးခြင်းဖြင့်အလားအလာကောင်းရမယ်လို့မျှော်လင့်နိုင်ပါတယ် I love you စကားကိုပြောရင်ဟန်ဆောင်မှုမပါစေနဲ့ရိုးသားစွာနဲ့ရင်ထဲကလိုက်လိုက်လဲလဲပြောပါဒါဆိုရင်အပြောခံရသူဟာသင်အမှားတစ်ခုခုလုံးပြီးရင်တောင်ခွင့်လွတ်ပေးပါလိမ့်မယ်ကျွန်တော်အတွေ့အကြုံတစ်ခုကိုပြောပြပါမယ်ကျွန်တော်ဟာအိမ်မှာသမီးငယ်2ယောက်နဲ့ဆက်ဆံရမှာအစင်မပြေမှုတွေနဲ့ကြုံခဲ့ရတဲ့ဘယ်လိုအချိန်မျိုးမှလဲဆိုတော့သူတို့ကိုအချိန်မှန်မှန်စာကြည့်ခိုင်းတာ
စာကြီးချိန်မှာ TV ဖွင့်မပေးတာအချိန်မှန်အိယာဝင်ခိုင်းတာအိတ်ခဏီသွားတိုက်ခိုင်းတာအချိန်မှန်အိယာထားခိုင်းတာနဲ့တခြားစီကံလိုက်နာခိုင်းတာတွေပါသူတို့ဟာကျွန်တော်ရဲ့တင်ကြတဲ့စီကံတွေကိုသဘောမကျကြလို့ကျွန်တော်အပေါ်မကျေနပ်ကြဘူးအဲ့ဒါကိုသူတို့ပါဇက်ကထုတ်မပြောပေမဲ့သူတို့မျက်နှာတွေကိုကြည့်ချင်းနဲ့သိနိုင်တယ်သူတို့မကျေနပ်တာကိုသိတာနဲ့ကျွန်တော်ကသူတို့တယောက်ချင်းစီကို I love you လို့ကျင်နာယူရတဲ့လေသံနဲ့ပြောပေးတယ်ဒီခါမှာသူတို့ဟာကျွန်တော်ကိုနားလည်ခွင့်လုပ်ပေးကြတယ်ပေးခြင်းနဲ့လက်ခံခြင်းတို့ဟာငွေအကျွေးစေးရဲ့မျက်နှာနှစ်ဖက်ကခေါင်းနဲ့ပန်းလိုပါပဲသူတို့ဟာခွဲထုတ်လို့ခွာထုတ်လို့မရပဲအမြဲရှင်တွဲနေကြတယ် I love you စကားလေးဟာလည်းတနည်းအားဖြင့်ရိုးသားတဲ့ပေးခြင်းဖြစ်တာမို့အပြောခံရသူစီကချစ်ချင်းမြတ်တာဆိုတဲ့တုံ့ပြန်မှုကိုပြန်လည်ရမှာဖြစ်တယ်။တင်းမှာ I love you စကားလေးကိုပြောဖို့အခွင့်အခါတင်းတဲ့အချိန်တွေအများကြီးရှိတယ်။အပြင်ကပြန်လာလို့အိမ်ပြန်ရောက်လာတဲ့အခါအိမ်ထဲကနေအပြင်မထွက်ခင်ချိန်လေးမှာညအိယာဝင်ချိန်နဲ့မနက်အိယာကနိုးလာချိန်စားတာတွေပါ။ကျွန်တော်တို့မိသားစုဟာတယောက်နဲ့တယောက်ဖုံးဆက်စကားပြောကြပြီးလို့ဖုံးမချခင်လေးမှာဒါမှမဟုတ်ညစာအတူစားကြတဲ့အချိန်တွေမှာတယောက်နဲ့တယောက် I love you စကားလေးကိုပြောတတ်တဲ့အကျဉ်းရှားနေကြတယ်။တင်းရဲ့အတွက်တော့အဲ့ဒီစကားလေးကိုဘယ်အချိန်မှပြောသင့်တယ်ဆိုတာကိုတင်းကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ။နောက်ဆုံးပြောချင်တာက I love you စကားလေးကိုပြောပေးခြင်းဟာတင်းလုံးနေတဲ့လုပ်တွေထဲမှာအလွယ်ကူဆုံးတစ်ခုဖြစ်မှာပါ။ဒါပေမဲ့အဲ့ဒါဟာတင်းဘဝအတွက်အရေးကြီးဆုံးအရာတွေထဲကတစ်ခုဖြစ်တယ်ဆိုတာကိုမမေ့ပါနဲ့ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုခံစားရမယ်ဆိုရင်ခေါမမှာရေးခဲ့စေချင်ပါတယ်ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်ဆုံးတိနာထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်